ဒီမျိုးကတော်တော်ထူးဆန်းတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ဒီမျိုးလေးကြောင့်ကျွန်တော်ပြပြပေးခြင်းပါတယ်။ဒီမျိုးကအမေရိကန်နိုင်ငံအလက်စကာပြည်နယ်မှာရှိတဲ့မျိုးလေးတစ်မျိုးဖြစ်ပါတယ်။ဒီမျိုးလေးရဲ့နာမည်ကဝတီယာမျိုးလို့ခေါ်ပါတယ်။ဒီမျိုးရဲ့ထူးခြားချက်ကဘာလဲဆိုတော့ဒီဆောက်အဦတစ်ခုကြောင့်ပါပဲ။ဒီမျိုးမှာလည်းတခြားဆောက်အဦဘာတစ်ခုမှမရှိပါဘူး။ဒီဆောက်အဦတစ်ခုပဲရှိပါတယ်။ဒီမျိုးမှာရှိတဲ့လူတွေအားလုံးကလည်းဒီဆောက်အဦကြီးထဲမှာပဲအားလုံးကစုပြီးနေထိုင်ကြပါတယ်။အဲ့ဒါကိုကတော်တော်ထူးဆန်းနေရပါအဲ့ဒါဆိုရင်အားလုံးကထင်ကြမှာပေါ့ဟင်းဒီမျိုးကကြောင်းလည်းမရှိဘူးဈေးလည်းမရှိဘူးစေးုံဈေးကလည်းမရှိဘူးဘာမှမရှိဘူးလို့ထင်ကြမှာပေါ့တကယ်တော့အစုံရှိပါတယ်ဘယ်မှာလဲဆိုတော့ဒီအဆောက်အဦကြီးထဲမှာပဲကုန်ရှိပါတယ်ဒီဆောက်အဦကြီးထဲမှာပဲကြောင်းရှိရယ်ဈေးရှိရယ်စေးုံဈေးကန်ရက်စကန်ပို့အော်ဖစ်ဘတ်စကတ်ဘောချက်ကြောင်းအားလုံးကိုအစုံရှိနေပါတယ်ဒီတိုက်ကြီးထဲမှာနေတဲ့သူတွေကအပြင်အောင်တိတ်ထွက်เสียဖို့မလိုပါဘူးဘာလို့လဲဆိုတော့အားလုံးကပြည့်စုံနေလို့ပဲဖြစ်ပါတယ်နောက်ပြီးဒီမျိုးရဲ့ရာသီဥတုကလည်းအမြဲတမ်းအေးခဲနေရဆိုတော့ဒီဆောက်ဦးကြီးထဲမှာရှိတဲ့လူတွေကလည်းအပြင်သိပ်ထွက်ချင်မှာမဟုတ်ပါဘူးလိုချင်တာအားလုံးကိုဒီဆောက်ဦးကြီးတစ်ခုထဲမှာပဲကုန်ရနိုင်နေလို့ပါအဲဒါကြောင့်မို့အခြားရက်ဒေသလူတွေကဒီဝတီယာမျိုးကိုတမိုးအောင်မျိုးလို့ခေါ်လေးရှိပါတယ်ခေါ်ချင်တာကောင်းပါတယ်ဘာလို့လဲဆိုတော့တမိုးအောင်မှာအကုန်လုံးတူတူကစုပြီးနေထိုင်နေကြလို့ပဲဖြစ်ပါတယ်ဒီမျိုးရဲ့ထူးခြားချက်နောက်တစ်ခုကဘာလဲဆိုတော့ဝတီယာဥမင်လိုင်ကောင်းပဲဖြစ်ပါတယ်ဒီဝတီယာဥမင်လိုင်ကောင်းကနောက်အမေရိကမှာဆိုရင်အရှည်ဆုံးဥမင်လိုင်ကောင်းဖြစ်လို့ပါဘလောက်တောင်ရှည်လဲဆိုတော့2မိုင်ခွဲတောင်မှရှည်ပါတယ်ဒီဥမင်လိုင်ကောင်းကိုဖျက်သွားဖို့အတွက်ဆိုရင်$15လောက်ကိုပေးရပါတယ်ဒီမျိုးရဲ့လူကြီးကအများကြီးတော့တိတ်မရှိပါဘူးစုစုပေါင်းလူကြီး300ကျော်လောက်ပဲနေထိုင်ပါတယ်နောက်ပြီးဒီမျိုးကနောက်ဘက်မှာဆိုတောင်တန်းတွေနဲ့ကာထားပြီးရှေ့ဘက်မှာဆိုပင်လယ်ကြီးရှိနေတာပါရာသီချိန်ဆိုရင်လက်စကန်အပျော်စီးသင်းမောတွေဆိုက်ရောက်တဲ့နေရာတစ်ခုလည်းဖြစ်နေပါတယ်ဒီမျိုးဟာဖြစ်လာတာတိတ်မကြသေးပါဘူးဒုတိယကမ္ဘာစစ်တုန်းကစစ်ဘက်စိတ်ကဲနဲ့မြေရထားဘူရာယုံဖြစ်ခဲ့ပါတယ်ဒီဆောက်ဦးကြီးကိုလည်းစစ်တပ်မိသားစုဝင်တွေနေထိုင်ဖို့အတွက်ကိုရည်ရွယ်ပြီးဆောက်လုပ်ခဲ့တာပါနှစ်တွေကြာလာတာနဲ့အမျှလူအများစုကတစားနဲ့တိုးလာပြီးဒီမျိုးဟာမြို့ငယ်လေးတစ်ခုကိုဖြစ်လာတော့ပါAnchorage မြို့ကလက်စကာပြည်နယ်မှာအကြီးဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ဒီဝတီယာမှာနေထိုင်သူအများစုကဈေးဝယ်တာတို့အလုပ်တစ်ခုသွားဖို့အတွက်ဆိုရင် Anchorage မြို့ကိုခရီးထွက်လေရှိပါတယ်။အဲမြို့နဲ့ဆိုရင်တနာရီမိနစ်20ခန့်ကားမောင်းရင်ရောက်ပါတယ်။အဲဒါဆိုရင်ဒီမြို့လေးကြောင်ကိုအားလုံးသိသွားလောက်ပြီထင်ပါတယ်။အားလုံးဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ page လေးကို follow မလုပ်ရသေးရင် follow လုပ်ပေးခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ Bye bye